မင်္ဂလာပါမျိုးစင်ရဲ့အပင်တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မျိုးစင်ပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့လီဗာပူးနဲ့ပတ်သက်တဲ့အကြောင်းလေးကိုအနေငယ်ပြောကြည့်ရအောင်ဆိုတော့လီဗာပူးပရိသတ်တွေကျွန်တော်တို့ဒါဒီ transfer window မှာတော့ဒါစိတ်ကျဉ်တဲ့မှုတွေရနေသေးတဲ့အနေထားတော့ရှိမယ်လို့တော့ကျွန်တော်မထင်ဘူးဘာကြောင့်လဲဆိုတော့အခုချိန်ထိဒါအသင်းကြီးအတွက်ရည်ရွယ်ပြီးတော့ခေါ်တဲ့ကစားသမားကလာတွေ့မြင်ရခြင်းမရှိတာကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီစီဇန်မှာလီဗာပူးအနေနဲ့ဒါနီးပြတဲ့အီယိုလာရောက်လာမှုနဲ့အတူကစားသမားခေါ်ယူမှုအဖြစ်တင်မှုကလည်းအထွက်တဲ့စားလို့ရှိရင်အဝင်ကအတော်လေးကိုနည်းနေတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်တို့ပုံရိပ်မိတဲ့ကစားသမားတွေလို့ပြောလို့ရမယ်မိုဟာမက်ဆလာတို့လိုကျွန်တော်ကိုနာတေးတို့လိုနောက်တစ်ခါကျွန်တော်ဝါရင်နောက်ခံလူဖြစ်တဲ့အန်ဒရူးရောဘတ်ဆန်တို့အသင်းကထွက်ခွာပြီးတဲ့နောက်မှာဒီကစားသမားလေးတွေရဲ့နေရာကိုအခုချိန်ထိခေါ်ယူအဖြစ်တင်မှုအခုထိမလုပ်ရသေးဘူးလို့ပြောလို့ရတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဈေးကွက်အနေအထားအရကကျွန်တော်တို့ခေါ်ယူရခက်တဲ့တန်ကြီးအရင်မြင့်နေကျွန်တော် agreement တွေကသဘောမတူနိုင်သေးဘူးဒါမျိုးအနေအထားကြောင့်လီဗာပူးကအခုချိန်ထိဈေးကွက်ထဲမှာဒါအခက်တွေ့နေတယ်လို့တော့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့ဗျာဆိုတော့ဒီနေ့ဒီအချိန်ထိဒါအသင်းကြီးအတွက်ပဲရည်ရွယ်ပြီးတော့ခေါ်တာလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒါအသင်းငယ်အတွက်ပဲခေါ်တာလားဆိုတော့မသေးခွဲတဲ့ကစားသမားခေါ်ယူအဖြစ်တင်မှုက2ယောက်တော့လီဗာပူးအနေနဲ့လှုပ်ထားပြီးသားဖြစ်ပါတယ်ဒီကစားသမားလေးပထမတစ်ယောက်ကတော့ကျွန်တော်တို့ဒါဂျယ်ရမီဂျက်ကွက်ဖြစ်ပါတယ်ဒီကစားသမားလေးက potential အရင်မြင့်နေကျွန်တော်ကိုနာတီရဲ့နေရာကိုဓာတ်ရိုက်အစားထိုးဖို့ပဲခေါ်တာလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒါတခြားတစ်ခုခုသုံးဖို့အတွက်လာကတော့ကျွန်တော်တို့ဒါပြောလို့တော့မရဘူးပေါ့ဗျာဆိုတော့ဒီကစားသမားလေးအတွက်ကိုလီဗာပူးအနေနဲ့ Rennes ကိုကျွန်တော်တို့ဒါပေါင်သန်း60 million လောက်ကျွန်တော်တို့ဒါပေးခဲ့ရတယ်ဆိုတော့တန်ကြီးကအားဖြင့်ကတော့ဒီဘက်ကာလမှာမနှဲဘူးလို့တော့ကျွန်တော်တို့ပြောလို့ရမယ်ဆိုတော့ဒီကစားသမားလေးကလည်းကျွန်တော်ခြေစွမ်းခြေစရှိတဲ့ကစားသမားဖြစ်တာနဲ့အညီအီယိုလာရဲ့လက်အောက်မှာဘယ်လောက်ထိထွန်းတောက်လာမလဲဆိုတာကလည်းကျွန်တော်တို့ဒါဒီယာတီမှာစောင့်ကြည့်ရမယ်ဗျဆိုတော့နောက်တစ်ယောက်ကတော့ဗီတာမူနိုလို့ခေါ်တဲ့ကစားသမားဖြစ်ပါတယ်ဒီစပိန်သားလေးကကျွန်တော်တို့ဒါအိုဆာဆူနာကနေပြီးတော့ဒါ34တန်းခန့်ဝန်းကျင်နဲ့လီဗာပူးကိုရောက်လာခဲ့တဲ့ကစားသမားဖြစ်ပါတယ်ဒီကစားသမားလေးကတော့အသက်အပြင်23နှစ်ရှိပါပြီကျွန်တော် left wing right wing လိုအပ်ခဲ့လို့ရှိရင် striker အနေနဲ့ပါကစားနိုင်ရလို့ကျွန်တော်သိရတယ်ပေါ့လေဆိုတော့ဒီကစားသမားရဲ့ခြေစွမ်းခြေစားကိုလည်းလီဗာပူးအနေနဲ့ကျွန်တော်တို့ဒါဘယ်လိုပုံစံမျိုးထင်းချောင်းပြသွားမလဲဆိုတာစောင့်ကြည့်ရမယ်ဆိုတော့တခြားစိတ်ဝင်စားစရာသတင်းကတော့ကျွန်တော်ဒါကောလာဟာလာလည်းဖြစ်ချင်ဖြစ်မယ်ကျွန်တော်ဒါဂက်ဘိုပေါ့ဗျာကျွန်တော်တောင်ပန်ကစားသမားဂက်ဘိုကဒါအသင်းကနေထွက်ခွာခြင်းတယ်ဆိုတဲ့တချို့သတင်းတွေအရာကျွန်တော်သိရတယ်ဒီကစားသမားကိုကျွန်တော်တော်တင်နမ်ဟော့စပါအသင်းကလည်းစိတ်ဝင်စားတယ်ဆိုတဲ့သတင်းလည်းကျွန်တော်ဖတ်ရတယ်ပေါ့လေကျွန်တော်တခြားတစ်ဖက်မှာကတော့လီဗာပူးအနေနဲ့မိုဟာမက်ဆာလာတို့ထွက်ခွာသွားပြီးတဲ့နောက်မှာပရီးမီးယားဆိုင်ငယ်မဖြစ်မနေတယောက်လောက်ကတော့လုံးဝရမယ်လို့တော့ကျွန်တော်တို့သိထားတယ်ပေါ့လေဆိုတော့ဈေးကွက်ထဲမှာ PSG ကနေထွက်ခွာဖို့ရှိနေတဲ့ Bradleyဘာဂိုလာဆိုတဲ့ကစားသမားကိုလီဗာပူးကလိုက်နေတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီကစားသမားကပြီးခဲ့တဲ့ရာသီကျွန်တော်ဒါရာသီ2ရာသီအတော်အတွင်းမှာကျွန်တော်ဒါဒမ်ဘီလီတို့နောက်တစ်ခါဒိုဝေးတို့နောက်တစ်ခါဗာရက်စ်ကယ်လီယာတို့ရဲ့နောက်မှာပွဲထွက်ခွင့်ရနေတဲ့အနေအထားကိုသူကမပြောရှင်းဘူးဒါကြောင့် PSG ကထွက်ချင်တယ်ဆိုတော့ကစားသမားက PSG ကထွက်ချင်တယ်ဆိုတော့လီဗာပူးကိုပြောင်းရွှေ့ချင်တယ်သို့တော့လီဗာပူးနဲ့ကစားသမားကြားအပြောင်းရွှေ့ကကျွန်တော်ဒါ agreement ကဒါရပြီးသားလို့တချို့သတင်းတွေမှာဖော်ပြတယ်သို့တော့ PSG တောင်းတဲ့ဈေးကကျွန်တော်များနေတဲ့အတွက်လီဗာပူးကကြန့်ကြာနေတဲ့အနေအထားမှာရှိတယ်ဆိုတော့ PSG အနေနဲ့ကတော့ပေါင်သန်း180ဝန်းကျင်တောင်မှလိုချင်တယ်ဒါပေမဲ့လီဗာပူးပေးချင်တဲ့ဈေးကထားပါတော့ဗျာကျွန်တော်ဒါပေါင်သန်း120ဝန်းကျင်လောက်သာပေးချင်တယ်ဆိုတော့အဆုံးသက်မှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတော့အယိုးသားဆုံးပြောရရင်တော့ဗျာကျွန်တော်တို့ကဒါ Premier League fan တွေဆိုတော့လီဗာပူးအသင်းကိုကျွန်တော်ဒါ Bradley Barcola တို့လိုကစားသမားလာကစားမယ်ဆိုရင်ကျွန်တော်ပျော်ကြီးကြည့်မိမှာပဲကျွန်တော်လာစေခြင်းနဲ့တကယ်လည်းမဖြစ်မနေခေါ်သိမ်းတဲ့ကစားသမားလို့တော့ကျွန်တော်တို့မြင်တယ်ဆိုတော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲကျွန်တော်တို့မိုဟာမက်ဆာလာတို့မရှိတော့တဲ့နောက်မှာကျွန်တော်လီဗာပူးကိုဘယ်ကစားသမားလေးတွေရောက်စေခြင်းလဲဒါမှမဟုတ်ရှင်ဈေးကွက်ထဲမှာဘယ်ကစားသမားလေးကလီဗာပူးအတွက်ပို့ပြီးတော့တင့်တော်မလဲဆိုတဲ့အမြင်ကိုကျွန်တော်ရဲ့ comment box မှာရေးပေးသွားလို့ရပါတယ်